ဒီကမန်ယူဖန်တွေအတွက်မန်ယူဖန်ကိုမှစော်မကြည့်တဲ့ FA တွေအတွက်တယောက်တည်းဖြစ်နေတဲ့လူတွေအတွက်ကတော့ဝိတ်ချနိုင်မှုအခွင့်အရေးရမ်းများတယ်ဒါဘယ်လိုခေါ်မလဲအချစ်ကန်ခေပေမဲ့အနှစ်ကျန်စီရမယ်ဆိုတာဒါပေါ့အမေလူကြီးတော့ trainer လည်းမဟုတ်ဘူးနော်ကိုကာယလှအောင်ကစားတဲ့ကောင်လည်းမဟုတ်ဘူးအဲ့အကြောင်းလည်းတပည့်တော်မှစိတ်ဝင်စားပြီးလိုက်စားမှုတဲ့ကောင်လည်းမဟုတ်ဘူးတခါမှကျမကြီးလိုက်စားနေရလည်းမတွေ့ဘူးသူ့ကြည့်တော့လေသူ့မှာရှိတဲ့အစီအောင်မကုန်သေးဘူးနည်းနည်းတော့ချန်လာသေးနည်းနည်းနိုင်ငံတော်စကားနဲ့ပြောရင်အရန်စီပေါ့အရန်စီပေါ့သူကရေးပေါ်အချိန်ကြီးမှာစီပြက်လိုက်လို့ရှိရင်သူကလည်းလောင်စာဆိုတော့ထုတ်သုံးလို့ရအောင်နည်းနည်းချန်လာအဲ့ဒါနဲ့မြန်ဒီကောင်ကဝိတ်ချတဲ့အကြောင်းတွေကြီးကျယ်တွေရှောက်ပြောနေတယ်ပေါ်တော်နဲ့လိုင်းကြောင်လာ ਈ လားလို့ပြောလဲပြောချင်နေရပဲဒါပေမဲ့ဘာလို့ဒါကိုပြောရတာရွေချက်လဲဆိုတော့ကိုလိုလူမျိုးတွေအကြောင်းကိုအပေါင်းအသင်းတွေကိုကောင်တွေအကြောင်းကိုကအသိဆုံးကိုယ်တိုင်လည်းအဲ့လိုဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကိုရဲ့ခံယူချက်ကရှင်းတယ်လူဘဝခဏလေးရောက်လာနော်ငါတို့စားချင်တာစားမယ်တောက်ချင်တာတောက်မယ်လှုပ်ချင်တဲ့အချိန်မှာလှုပ်ချင်တာကိုလှုပ်မယ်ဒီခန္ဓာကိုယ်ကြီးကအချိန်တန်ရင်မိစေစရဲထားခဲ့ရမှာအဲ့တော့ငါတို့အဲ့ဒါကြီးအတွက်ငါတို့ဘဝကို limit တွေနဲ့မနေနိုင်ဘူးဆိုပြီးတော့ကိုတောင်းညံခဲ့ကြတာဆောင်းတော့ပြောတဲ့ trainer တွေကိုကာအလားသမားတွေ nutritious တွေနောက်ပြီးတော့ဒီလိုကျမကြီးလိုက်စားသူတွေရဲ့ပို့ချတဲ့ဘာသာရက်တွေစကားတွေဆောင်းပါးတွေနားလည်းမထောင်ဖက်လည်းမဟုတ်စိတ်ကိုမဝင်တာအဲ့လိုနဲ့မဆိုင်သလိုနေတာဒါပေမဲ့သူတို့တွေကအကောင်မျိုးကိုလိုကောင်မျိုးဟိုဘက်ရစ်ထုတ်ကြီးတကောင်တော့မှဒီဟာကိုလှုပ်သွားတာဖြစ်တယ်ဆိုတော့အော်အေးဖြစ်နိုင်ကြတော့ရှိတာပဲအော်အေးဒီလိုဘဲတောင်ကြွတန်းဝင်ကငါတို့တွေလည်းလှုပ်ကျင်ကောင်းမလားလို့ဆိုရဲစိတ်လေးဖြစ်လို့ဖြစ်ညာစိတ်ပါလို့ပါလာညာကျွန်တော်ကပြောပြပေးတာပေါ့နော်ကျွန်တော်ဒီ32-33ပတ်ချလေးလောက်ကစဝိတ်လိုက်တက်လာတယ်တကားမှချဖို့မစင်စားခဲ့ဘူးအဲ့လိုဘိုက်ကလေးတစ်လုံးနဲ့ပဲတောက်လျှောက်နေခဲ့တာပေါ့နော်အဲ့ဒါကိုလွန်ခဲ့တဲ့ဒီဇင်ဘာမြန်မာပြည်ပြန်တော့အစားအသောက်တွေလိမ့်စားပြီးတော်တော်လေးလာတာဘောလုံးဝင်းထဲမှာ2ပေ3ပေလောက်မြင်ညှစ်ပြီးပြေးပြီးဘောလုံးတော့မထိန်နိုင်တော့တော်တော်ကိုအခြေအနေဆိုးသွားသတိထားမိတာပေါ့ကိုအဲ့လောက်လေးကန်ပြီးတော့ပြန်မလာဟိုဝိတ်တွေကတက်လာလည်းမပြောနိုင်လေတိလားကျွန်တော်ကကိုဗစ်စဖြစ်တယ်နေ့တိုင်းတောက်ခဲ့တာညနေတိုင်းတောက်တယ်ဗီယက်နမ်ရောက်တော့ပူဆိုးတာသူကဘီယာအရန်ပေါ်တော့အများတန်းလိုဟိုတောက်ပြစ်တာရင်းတူတူဘီယာပူဖြစ်သွားတယ်ဒီမှာကျတော့နေ့တိုင်းကတော့ဟိုမနက်စာရောင်းတဲ့ဆိုင်မှာတော့ဘီယာရောင်းတယ်ပြီးတော့ညနေဆိုလဲဘီယာဘာတော့မလဲပဲမေးတာသူတို့ကဘာတော့မလဲဆိုတဖာချထားပြီးတော့အဲ့ဖာတွေကတောက်ထားတဲ့အရေးအတွက်ကိုဖယ်ပြီးတော့ရှင်းကြတာဆိုတော့ဒီလောက်ဘီယာပေါ်တဲ့နေရာကြီးမှာကျတော့ထောက်လျှောက်ကျွန်တော်ခန္ဓာကိုယ်ရဲ့အဲ့အစီကဘယ်လောက်တောင်ဖြစ်နေလဲဆိုဟိုမှန်းဆလို့မရဘူးလူကဟိုမွေးလာကြတဲ့ကတစ်ခုမဟုတ်တစ်ခုစောက်ကမြင်းရောထားနေရတာအသက်40ကျော်အထိအဲ့လောက်ထိအငြိမ်မနေတဲ့လူမို့လို့ဒါအဲ့လောက်ရမ်းကြီးမဆိုးပဲနဲ့ဒီလောက်ခံတာပေါ့နော်အဲ့တော့အဲ့ဟာကိုမှ2နှစ်လောက်မြန်မာပြည်နဲ့ဝေးနေပြီမြန်မာပြည်ပြန်တဲ့အချိန်မှာစဉ်းစားတာကြည့်မြန်မာစားတော့တွေကိုဘယ်လောက်တောင်စားလိုက်မလဲဆိုတော့တွေးကြည့်တော့လေကိုရီစားတဲ့စားတော့ကကြောက်စရာကြီးလေမနေ့မိုးလင်းလာလို့ရှိရင် breakfast စားတာနန်းကြီးသုတ်တို့ဘာလို့ခောက်ဆွဲတကယ်ကီလိုရီမြင့်နေတာအဲ့ဒါမဟုတ်လို့ရှိရင်ကျွန်တော်တို့ဘာတွေစားလိုက်မလဲဆမူစာကြီးကြောက်ဝေးရတွေလည်းမနေဘူးတခါတည်းကျလက်ဖက်ရတောက်လိုက်သေးတယ်နေ့လက်သားကျတော့စီပြန်ရင်းနေတဲ့ဓမင်းတစ်စလုံးနဲ့စလုံးဆွဲပြန်ညနေကျတော့နေတော်မဆောင်သေးဘူးဘီယာတန်ရောက်သွားအဲ့တော့တနေ့ကုန်ပြည့်တဲ့လေ့ကျင့်ခန်းလုံနိုင်တော့2000အောက်ပဲကီလိုရီကလောင်တာတနေ့ကို4000လောက်စားတော့ဒီကနာကိုကြီးကအဲ့ဒါဘောကြီးဖြစ်ခါကြီးလေဒီလား62 kg လောက်ဖြစ်လာအဲ့နဲ့ကျွန်တော်ဒီကိုပြန်ရောက်လာနှစ်ခုပြီးတော့ကျွန်တော်လည်းရိုက်တာလေးတယ်အချိန်ကြီးတော့သိရကိုကလုံးဝဖြစ်မယ်တော့တန်းရန်ချလိုက်တယ်ဒီတိုင်းဆိုရင်တော့ဟာအသေးအစီဖုံးတော့မှာလို့အသေးအစီဖုံးတော့မှာမဟုတ်ရင်တော့နည်းနည်းလေးရှော့မှာစားလာကျွန်တော်စားပြီးတော့ရှော့တယ်ထမင်းရှော့စားတယ်အဲ့လိုပေါ့အစားအသောက်ကိုနည်းနည်းဟိုလေးလာဒီလေးလာနဲ့ဟိုပရိုတင်းများတဲ့ဟာစားတယ်နောက်အလကားနေရင်းနဲ့ညနေစားတွေမှာရက်သေးတာမတောက်စားတော့ဘူးပွဲရှိတော့မှတောက်တယ်ဒါပေမဲ့ဘီယာတောက်သေးတယ်ဒါပေမဲ့လုံရင်းနဲ့နည်းနည်းလေးလူကနေလို့ကောင်းလာပို့ပြီးလှုပ်ရှားလို့ကောင်းလာအချိန်မှာငကိုတဲ့အားကစားဝါသနာပါတယ်လို့ဆိုတော့အားကစားတွေပို့ပြီးတော့လှုပ်ဖြစ်တယ်လှုပ်ရှားဖြစ်တယ်ကျွန်တော်ကတော့ညနေတိုင်းအရင်နဲ့ရိုက်ဖြစ်တယ်အဲ့တော့အခုတော့မနက်ပိုင်းမှာထပ်ပြေးတာတွေပါလုပ်တယ်အဲ့လိုအချိန်မှာဘာပို့ပြီးတော့ဖြစ်လာလဲဆိုတော့ကိုက
ပို့ပြီးတော့လေးလာဖြစ်လာလေးလာပြီးတော့ဘယ်လိုလုပ်ရင်တော့ပို့ပြီးတော့စနစ်တကျခန္ဓာကိုယ်ကိုထိန်းထားနိုင်မယ်ဘယ်လိုကတော့ sustain ဖြစ်တယ်တကယ်တော့ဘယ်လိုလုပ်တင်တာငါတို့ဘာတွေမှားခဲ့လဲဆိုတာတွေကိုအမြဲတမ်းအနေနဲ့ဒီလိုထိန်းသိမ်းနိုင်အောင်ငါတို့ဘယ်လိုတွေလုပ်ရမလဲဆိုနီလန်တွေကိုယ့်ဟာကိုရှာဖွေပြီးတော့ဒီလိုပဲလုပ်လာတာပေါ့နော်လှုပ်လာဖြစ်တော့အဲ့ဒါလေးတွေကိုကျွန်တော်မျှဝေပေးတာပါကျွန်တော်တို့ကအဲ့တော့ဝိဆချတယ်ဆိုလို့ရှိရင်ဝိချတယ်ပဲထားပါတော့တကယ်တော့ခန္ဓာကိုယ်ထိန်းတာပါအဲ့ဒီမှာအဓိကနားလည်ရမှာအရေးအကြီးဆုံးအချက်ကကယ်လိုရီဝင်လာတဲ့ကယ်လိုရီနဲ့ဘန်းလိုက်တဲ့ကယ်လိုရီပုံများနေလို့ရတယ်ဘာလို့လဲဆိုတော့ကိုကဒီကိုမှရှိပြီးသားဟာကိုဘန်းနေတာကိုစချတဲ့အချိန်မှာအဲ့ဒါကိုနားလည်ထားဖို့လိုတယ်စားတဲ့ဟာကဖြုံးတဲ့ဟာထက်ပို့ပြီးတော့များနေသေးသေးပြီးတော့ကိုယ်ခန္ဓာကိုလှုပ်ရှားမှုကသုံးလိုက်တဲ့ကယ်လိုရီကဘန်းလိုက်တဲ့ကယ်လိုရီကစားတဲ့ဟာပဲဖြစ်နေမှာအတူတူဆိုလဲဒါပဲဖြစ်နေမှာကိုရှိပြီးသားဟာကိုသိမ့်မလွယ်ဘူးအဲ့တော့အဲ့ဒါကပထမဆုံးအရေးကြီးဆုံးအချက်ပဲအဲ့တော့ငါဘိုက်ပူနေလို့ဆိုပြီးတော့ဟိုမှာအိတ်ခါမတင်နေခါ100လောက်ပဲလှုပ်တော့ပလက်နေဘလောက်ပဲထောက်အဲ့ဒီအချက်ကိုမလိုက်နိုင်ရင်တော့အဲ့ဒီဘိုက်ကြီးကကြမှာမဟုတ်ဘူးအဲ့ဒီခန္ဓာကိုယ်ကကြလာမှာမဟုတ်ဘူးကျွန်တော်တို့အားကစားလုပ်သလိုပဲဂျမ်ပေါ်မှာကျွန်တော်တို့စောနာပြောသလိုကျွန်တော်တို့မွေးတဲ့ကနေပြီးတော့စာကွန်မြတ်ထားလာတာအခု40ကျော်တဲ့အထိပဲတစ်မျိုးမဟုတ်တစ်မျိုးတို့တနေ့တစ်ပတ်ကိုအနည်းဆုံး3-4ခေါက်ထားရတာဘောလုံးကန်နဲ့ကြက်တာနဲ့ဒါမှမဟုတ်ဘာဖြစ်လဲဆိုတော့အဲ့မှာဘန်းနဲ့ကလေးတွေက1000တောင်မပြည့်ဘူးပြီးရင်ဘီယာဆိုင်ရောက်သွား4000လောက်ခိုင်းလိုက်တယ်အဲ့ဒါတွေကအဓိကပြဿနာတွေပဲနောက်အဲ့တော့နံပါတ်1အချက်ကအဲ့ဒါကိုအရေးကြီးဆုံးနားလည်ဖို့လိုတယ်